မင်္ဂလာပါရှင်ညီမတို့ရဲ့ Fiber New ရဲ့စီးရမှာ Building Management တင်းက2025အောက်တိုဘာလမှာလှုပ်ဆောင်ခဲ့တဲ့လှုပ်ဆောင်ချက်တွေကိုပြပြပေးသွားမှာဖြစ်ပါတယ်။ပြည့်နေတဲ့ Meter Box တွေကိုပြန်လည်ပြုပြင်ပေးခြင်း EPC မီလိုင်းများစနစ်တကျပြန်လည်ပြုပြင်လှုပ်ဆောင်ခြင်း Toilet Hand Spray များပြုပြင်ပေးခြင်း Ground Car Parking နေရာမှာကာထားတဲ့တံပန်းတွေကိုဖြုတ်ပြီးတော့တန့်ရှင်းရေးပြုလုပ်ခြင်းကိုနိုရဲ့ဗီလန်ကြားထဲမှာတကားပြုလုပ်ပေးခြင်းအိမ်စစ်လေးကစေတုပ်ခြင်းလိုအပ်တဲ့အခန်းတွေမှာစေကပ်တက်ဆင်ပေးခြင်းကားပါကင်ဧရိယာမှာပတ်တီးပြန်လိုက်ပေးခြင်းကိုနိုအရှိဘက်မှာရှိတဲ့အုပ်ပေါင်နေရာတွေကိုပြန်လည်စေတုပ်ခြင်း Basement 1 2မှာရှိတဲ့မိကျောင်းတွေကိုအသစ်ပြန်လည်တက်ဆင်ပေးခြင်း BOH အဖွဲ့ကနေပြီးတော့ CCTV 6 လုံးလာရောက်တက်ဆင်ပေးခြင်း Ground floor car parking မှာရှိတဲ့အုပ်ကျိုးတွေကိုတန့်ရှင်းရေးပြုလုပ်ပေးခြင်းတို့ဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။အခုညမပြောပြပေးသွားတာကတော့ Fiber New ရဲ့စီးတယ်မှာ Building Management တင်းရဲ့2025အောက်တိုဘာလမှာဆောင်ရွက်ခဲ့တဲ့လှုပ်ဆောင်ချက်တွေကိုပြပြပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာတော့နိုဝင်ဘာလရဲ့လှုပ်ဆောင်ချက်တွေကိုပြပြပေးသွားအောင်မှာဖြစ်ပါတယ်ရှင်။